လောက်ပါတော့ဒီလိုတခါအိမ်တလုံးစောက်ဖို့ကမလွယ်ဘူးအခုနေတဲ့အိမ်ကလည်းတကယ်တမ်းကျတော့ကိုအားကိုပြီးတော့စောက်ခက်တဲ့အိမ်လည်းမဟုတ်ဘူးကိုရဲ့မိဖအဖိုးဘွားတွေလေကောင်းမှုကြောင့်မို့လို့ကိုကဒီနေရာလေးမှာကျွန်တော်တို့ဒါမျိုးတဲ့လို့ခေါ်တာပေါ့နော်ဒါတကယ်မျိုးတဲ့ကိုအဖိုးဘွားတွေကောင်းမှုကြောင့်ကျွန်တော်တို့နေရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဝင်ငွေနဲ့ကျွန်တော်တို့ရဲ့လောက်ခလာစားကျကျွန်တော်တို့အခြေခံလူတန်းစားဟိုမှာလက်လုံလက်စားဘွားတွေမှာပါတာပေါ့နော်လက်ခစားလည်းဖြစ်တယ်လက်လုံလက်စားတစ်လားလုံးမှဒီတရက်ကလေးမှာလာစားရတယ်အကုန်လုံးဟိုမှာခွဲချမ်းစိတ်ဖြာပြီးကျွန်တော်တို့သုံးရတယ်အဲ့လိုအနေထားလေးမှာကျွန်တော်တို့ကဒီအိမ်တလုံးဖြစ်မှုကမလွယ်ဘူးတကယ်ကိုမလွယ်တာအသားတစ်ချောင်းဘိုးတော်မှာကျွန်တော်တို့ပေါ့နော်ဒါစစ်လုံးမှကျွန်တော်တို့ရတာပေါ့နော်အဲ့လိုမျိုးအနေထားမျိုးဆိုတော့နေရာဒီတနေရာဆုံးရှုံးသွားပြီနေစရာလေးရပြီမယ်ပေါ့ဖြစ်လာပြီဆိုမှတော့လေအများနဲ့ဆိုတော့ခံစားရတာချင်းအတူတူဆိုရင်တော့လေခံစားကြရမှာပေါ့ဒါပေမဲ့ပေါ့စိတ်ထဲမှာတော့မကောင်းဘူးပေါ့လေမကောင်းဘူးဆိုတာဒီတစ်တော်တွေမှာကြီးလိုက်တဲ့အချိန်မှာသူများနိုင်ငံမှာလူမျိုးဖြစ်တဲ့အချိန်မှာတော့ကိုမျက်ရည်ကျခဲ့ရတာပေါ့နော်ဒါပေမဲ့အခုကိုယ်တိုင်ခံစားရတယ်ဆိုတော့လေဖះကမြတ်စွာဘုရားလွှဲပြီးတော့ဘာမှမပေါ့အားကိုးစရာလည်းမရှိတော့ဘူးလေကိုပဲခုနပြောသလိုပဲတရဏဂုဏတိထားတော့တယ်အဓိကတော့ဒီကလေးကိုပေါ့နော်ကိုဘလို့ဘေးကင်းအောင်စောင့်ရှောက်နိုင်မလဲဆိုတော့မိကုံမျိုးနဲ့ပဲကိုနေခဲ့ရတော့မှာပေါ့နော်ဘာလို့လဲဆိုတော့ကိုကတော့မိခင်တယောက်ဖြစ်ခဲ့ပြီးဖြစ်တဲ့တော့ကိုမှဒီကလေးတော့ပဲဦးစားပေးရမှာပေါ့အဲ့လိုမျိုးရတာမရတာလည်းအပါထပေါ့ကိုနေမဟုတ်ပါဘူးစကိုင်းမျိုးဆိုရင်လည်းဒီလိုပဲကြားနေရတာပေါ့နော်ပုံနဲ့နေနဲ့ဘာတွေနဲ့ဆိုကိုမျိုးတွေကလည်းအခုစကိုင်းမှာဆိုတော့ခါကျတော့စကိုင်းမှာလည်းဦးစင်တစ်ပါးကိုဘလို့ဆက်သွယ်ရမလဲပေါ့ဆက်သွယ်ရလည်းပြက်ဆိုစိတ်မကောင်းပါဘူးကိုနေမဟုတ်တော့ကိုရေသူများတွေလည်းအများဆိုတော့ကိုထက်ဆိုတဲ့လူတွေလည်းတိုက်ပြီးလို့မိသားစုချက်ချင်းဆုံးရှုံးလိုက်ရတဲ့လူတွေလည်းအများကြီးဆိုတော့ကိုရဲ့ဝင်တာသူများထက်ဆိုင်ကိုကတိတိလေးပါကိုစူးစမ်းနိုင်သေးတယ်ပေါ့နော်စူးစမ်းနိုင်သေးတယ်ကိုပေါ့ဒီကြော်လွားနိုင်မယ်လို့တော့ကိုယုံကြည်ပါတယ်ဒီအကူညီကတော့မျောလင်းတလောက်တော့မျောလင်းတာပေါ့ဒါပေမဲ့ရတဲ့လောက်ပဲပေါ့လေနော်ကိုကကိုစူးစမ်းနေုံနဲ့ဒီဖះတရားအောက်မေ့နေုံလွင်ဘာမှမရှိတော့ယူမတက်ပါပဲစိတ်ထဲမှာဒီလိုကြီးပြောပြရတာတော့လေစိတ်ထဲမှာခံစားရတာတွေရတာရင်ဘတ်ထဲမှာပြည့်နေစကလုံးတွေကတကယ်ကြတော့ထွက်မလာဘူး